ရုပ်ငါဘာပြောလို့ငါဘာပြောကြည့်လို့ညနာပတ်ရဲတယ်ငါဘာသိနေလို့နေဘာပြောနေမသိနေဘာမပြောနေလေမင်းသားဆိုတော့နည်းရှိကြီးလားမင်းသမီးကြီးစပြောမှာနွားပြုတ်ထုံထုံတာလုံးတယ်တော့မှာအဲ့ဒီနေခါတော့တာခါတော့တာခါတော့အဲ့ဒါဂျိုင်းခါအောင်မှာမင်းသားဖြစ်တော့လေဘဝင်နေအောင်မှာခါတော့တာဒါနေနဲ့အဲ့ဒီနဲ့လျှော်တာခါတော့တာကဲမင်းသမီးချမယ်မင်းသမီးအိုင်ကျုံတင်နေမယ်ဘိုးကျုံရှင်နေရမင်းမသားရဲ့တော်လို့စီတစ်ခုနဲ့ကိုမျိုးမပုတ်ပုတ်ကြတာပြီးချုပ်ပြီးပြောမယ်သူ့စကားပြောရင်ဘိုးအောင်တင်နဲ့မျက်နှာချင်းဆိုင်သွားသိမ်းပြီးမှပြောလို့သွားလိခောက်ဘောဘယ်ပါအစီဒီပြောမှရှင်းရှင်းလေးအောင်တင်မြောက်ချစ်ဟိုးမြို့ယူပြန်ပုတ်ပြီးပါလားအေးရှင်းတယ်နော်အဲ့ဒီနေကဆွဲဆောင်မှုပဲအောင်တင်သမီးရှင်းလားပြောမယ်ဘာသမီးသိတာနားတော့နော်အောင်တင်သိချာပြောမယ်နော်5 4 3 2 1 go တင်အောင်ကနေဘယ်လဲတင်အောင်ဟိုအခွာရမှာထားရတယ်တရားသူအောင်တင်မသိတင်အောင်မသိအောင်တင်ကနေမထွေးမားတဲ့ခါလာသိတာနားတော့မတာမသိတာနားတော့ပထွေးရဲ့ဟောနေတယ်ငါတို့မားကုန်ပြီမတာမိုက်သူမလည်းခါရရိုက်တာနော်သိတာနားတော့ညနေလေးကိုဒီမှာဘုံနဲ့ခါတော့ညောင်းခါတော့သူကဒရိုက်တာလားလူသားသမားလားမသိဘူးနားတော့စေးတောက်လိုက်ပါဒရိုက်တာစိတ်ရှည်တယ်နော်မလို့သေချာလို့စေးတောက်လိုက်ပါနားတော့ပကောက်ခိုင်းဒုံးခွေရမဟုတ်ဘူးလေဒုံးခွေရမဟုတ်ဘူးလေ ဘယ်နဲ့မဟုတ်လား မလို့အောင်အဲ့အောက်ချေနေတာဒရိုက်တာပြည့်တဲ့ခံကောင်းတယ်တန်တရာကလေးလူကြောက်တယ်ငါ့ကိုစောက်ဖို့တော့မလုပ်ဘူးစားမယ်ခါတော့တိချာတော့ဟုတ်ပြီနေပြောမှတိချာတော့အောင်တင်မြောက်ချေဟိုးမြို့ယူပြန်ပုတ်ပြီးပါလားအေးတမီးရှင်းလားရှင်းပါလေရှင်းတမီးရှင်းလားရှင်းနေချာပြောမကြည့်တော့ရှင်းတယ်နော်စားမယ်တို့5 4 1 go အောင်နေနောက်ချင်းမျိုးရပြန်မလို့လားဟေးမတာမအနောက်ကကြားလိုက်တာလို့ဟမ်အနောက်ကကြားလိုက်တာလို့လားတမီးမားတော့ပြန်ပြီလားသူ့စကားကိုငါဘလို့ခံပြတတ်တာပြောမိမသားဆိုတာငိုအပြည့်နဲ့ဒီလိုပြောအောင်တင်ငါတော့နေကြိုက်လားငါသာခါထောက်တို့အကုန်ငေါ့နေတာတော့ဘယ်သူနဲ့အကုန်ကြည့်တိချာလေးပြောသူ့မျက်နှာလို့ကြည့်ပြောမီးလေးဖြူပေးပါဒီလေးအောင်တင်မြောက်ကိုချစ်မြောက်ကိုချစ်နေမလဲမြောက်ကိုချစ်မြောက်ကကို့ပါပဲမနဲ့မြောက်ကိုချစ်ဖုံးမြူယူပြန်ပုတ်ပေးပါလားအေးရှင်းလားပြပြလေးပြောလေ5 4 3 2 1 go အောင်တင်ရဲ့မြောက်ကိုချစ်ရဲ့ဖုံးမြူမင်းသားဒီပြပါပြီဘာကြောင့်မင်းသားဒီတော့တမယာတိရှုခိုင်းဝါမြတ်တမယာတိပါမတားနာခွင်းကြီးမတားမဆရာတုံးချင်းပြောဖြစ်ပြောဆိုအကျော်လောင်ကတ်ကုန်တယ်ကလုံးနဲ့တော့တင်းတန်းကိုသုံးလုံးချတယ်မတားမရဲ့ဖြစ်ပြောဆိုလို့ပြောတာငေါ့တိထားကြည့်ဟာသူ့မျက်နှာကိုစိုက်ကြည့်ပြီးဒီလိုလေး